ဒီကောမန့်လေးကိုသဘောကျလို့အရန်သဘောကျလို့ကျွန်တော်တခါတည်း free ပေးခဲ့မယ် free ပေးခဲ့မယ်နော်တယောက်မနေတယောက် copy လေးယူသွားတဲလေးပေးသွားအပေါင်းနေခဲ့မဖတ်ပြတော့ဘူးကျွန်တော်ကတော့နော်ကိုမန့်ကိုဖတ်ကြည့်လိုက်တော့အဲ့တော့6လပိုင်း19ရက်တောက်ကြနေနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကိုတနေကုန်ကြီး3လုံးရယ်တနေကုန်ဝမ်းချင်းရယ်အဲ့5လုံးပေးခဲ့မယ်အဲ့5လုံးခွေပြီးတော့ကစားမယ်ဆိုရင်တော့ okay လောက်တယ်80ရာခိုင်နှုန်းလောက် okay ဖို့အာမခံတယ်နော်အဲ့တော့အခုအဲ့ဒီကီးနဲ့ဝမ်းချင်းလေးမပြောခင်မှာမှားကြလေးရှိပါတယ်အားလုံးမရမှာကျိုးလို့နော်ထက်ခါကျွန်တော်မှားနေရတာမရမှာဆိုလို့ဒီတစ်ပတ်တွင်းထဲမှာ Viber မှာဒီ Viber ဖုန်းနံပါတ်ဒီ Viber လေးမှာနော်ပေါက်ပေးလာတောင်းထားတဲ့အကိုတွေမှရှိတယ်ရှားလိုက်တဲ့အကိုတွေမှလည်းရှိတယ်အောင်လိုက်တဲ့အကိုတွေမှလည်းရှိတယ်မအောင်လိုက်တဲ့အကိုတွေမှလည်းရှိတယ်နော်အောင်လိုက်တဲ့အကိုတွေမှရကြတော့ကံပေါ့ဗျာအောင်လိုက်တဲ့ကိုတွေမှကြောက်အကွက်ကိုနဲပေးရသားနဲ့အကွက်နည်းနည်းလေးပေးရသားနဲ့အောင်သွားတာရှိသလိုအကွက်နည်းနည်းလေး2ကွက်လောက်တိုးပေးလိုက်လို့မအောင်တဲ့ကိုတွေမှရှိတယ်ကြောင်းမြန်ပြောရတာပါနော်အဲ့တော့အကွက်နည်းနည်းလေးပေးလို့အောင်တဲ့ကိုတွေမှရကြတော့ထုံးစံအတိုင်းပေါက်ပေးလေးနဲ့ပဲပြန်လာယူပါနော်2ကွက်လောက်လေးတိုးပေးလိုက်လို့မအောင်တဲ့ကိုတွေမှရကြတော့မနက်ဖြန်6လပိုင်း19ရက်တောက်ကြနေအပိန်းနေမှာ Viber မှာ free မနက်ကောညောင်အလကားလာယူနော်အဲ့တော့အခုပေးမဲ့ဟာကြတော့6လပိုင်း19ရက်တောက်ကြနေကီးရယ်အချင်းရယ်အဲ့ဒီ5လုံးကိုကြတော့တစ်တော့မှာဆန်ဖို့စီဖို့ဆေးဖို့ဈေးဖို့ဆိုပြီးတော့စောင့်မျှော်နေတဲ့အကိုတွေမတွေအဲ့ဒီအခုကျွန်တော်ပေးမဲ့ကီး3လုံးရဲ့ဝမ်းချင်းရဲ့ကိုမလုတ်တတ်ဘူးဆိုအဲ့5လုံးကိုခွေပြီးတော့တောက်ကြနေအပိန်းနေမှာတနေ့ကုန်ခွေပြီးစော်ပလိုက်ဗျာနော်အောင်မြင်ဖို့တော့ကတော့80ရာခိုင်နှုန်းလောက်အာမခံတယ်ဘာလို့လဲတော့ကျွန်တော်ကီးနေကျွန်တော်ဝမ်းချင်းဖြစ်နေလို့နော်ကိုပိုင်ဆိုတာတစ်ပိုင်ပဲရှိတယ်ကျန်တဲ့ຢာတွေမှာမပိုင်ဆိုင်ရဘူးဆိုပေမဲ့ကျန်တဲ့ຢာတွေမပိုင်ဆိုင်ရတော့ဂျောင်းထဲမှာငိုနေရတယ်ဆိုပေမဲ့ဒီຢာတော့ကိုပိုင်ပိုင်နေအဲ့တော့ပြောပါမယ်6လပိုင်း19ရက်တောက်ကြနေအတွက်ကျွန်တော်တိုင်မဲ့ကီးရတော့ပန်း8ပွင့်ရယ်ပန်း6ပွင့်ရယ်ပန်း9ပွင့်ရယ်အဲ့ဒါကျွန်တော်ဖွင့်မဲ့ကီး3လုံးတော့အဲ့3လုံးနဲ့ဖွင့်မယ်အဲ့3လုံးကနောက်ကဘာနဲ့ခံရမလဲဆိုရင်ပန်း3ပွင့်နဲ့ပန်း5ပွင့်နဲ့ခံမယ်အဲ့5လုံးမခံမဲနဲ့ပတ်ပတ်လဲခွေပလိုက်နည်းနည်းလေးပူးပေးလိုက်ရင်ပိုကောင်းမယ်နော်ပူးလိုက်မယ်ဘာပူးရမလဲဆိုပန်း89ပွင့်ပူးလို့ရမယ်ပန်း33ပွင့်ပူးလို့ရမယ်ပန်း66ပွင့်ပူးလို့ရမယ်နော်ဒါကျွန်တော်တွေ့တဲ့ပူးလေးတွေပေါ့နော်အဲ့တော့ရှုပ်တယ်ဗျာစော်ပြားလာအောင်နော်ရအကုန်လုံးသွားအကုန်လုံးရသေး